သမီးလေးကတနေ့နဲ့ရှစ်လမှာစကားပြောရက်သွားတယ်ပြီးတော့ခြေပြားထောက်ပြီးတော့လမ်းလျှောက်တယ်နောက်တစ်ချက်က eye contact လုံးဝမရှိဘူးဒီ sign တွေကိုကြည့်ခြင်းအပြင်တော့အများတို့သမီးလေးမှာ audition အပျော့စားဖြစ်နေတယ် audition ဆိုမဲ့တိတ်မသိတာအောင်နော်အကောင်းလေးတိုင်းပဲငါမြေလေး audition ဖြစ်ရတာညီကြောင်ငါတို့မျိုးရိုးမရှိဘူးညီလေးယူလို့ဖြစ်ရသမီးကမှဒီလိုလာဖြစ်တော့လေကျမဘယ်လိုလုပ်တက်လိုက်ပါလဲ audition ဆိုတာရန်ရတိန်းနဲ့ကြက်မပြေတဲ့သူမဟုတ်ပါငါတာအကောင်ဒီယူရဆောက်တော့ဖြစ်ပြီဗောမင်းကယူမဟုတ်ဘူးကွာမစင်မကျင်ပြောလိုက်တဲ့စကားတစ်ခုည audition ကလေးမရောသူ့မိဘတွေမှာပါအရန်ကိုစိတ်ထိခိုက်တာကြည့်ရပါလေနိုင်ငံကျော်အစိုးရရဲ့မီးလေးอ่ะ audition ဆိုတာသိရင်လူတွေဘယ်တော့မင်းငေါ်လိုက်ကြမလဲဘုသူမအလဲကြတော့ပါဘာဖြစ်လို့များသူများနှိမ်เสียကြက်မပြေဖြစ်ရတယ်လို့နေပါနဲ့နေပါကမပြောနဲ့ဒီသမီးကိုငါအတိုင်းပဲနဲ့ခေါ်လာနေလို့ပြောတာရှာခေါ်လာတယ်ခေါ်လာဒီလေးစိတ်ကိုအတတ်ပါနေတာတလောကလုံးသိပြရမယ်နော်သမီးလေးတဘွားလုံးစားတဲ့စိတ်ချရအောင်တိန်ထုတ်ပေးလိုက်ရင်ကောင်းမလားဟမ်ဟိုင်းမိချေပါအမကလည်းမိချေပဲဆိုတော့မိချေတဲ့အမနဲ့ကနာမည်တူတငယ်ချင်းတွေဖြစ်သွားပြီနော်နာမည်တူတငယ်ချင်းလေးဟိုကအိတ်ထောင်တယ်ကလေးတယောက်အဖေနော်သိရလေဟာပြပေးလိုက်ကြတာကိုပေးမပေးလို့ရှင်နေအဖေပါအောင်မဟဲ့မေမေအမမိချေကိုင်းမိသားစုနဲ့ပဲနေခဲ့မလားမိချေကိုပြန်လိုက်ပို့ပေးမလားဟမ်ကိုစိတ်တာလို့ကိုစိတ်တဲ့မိန်းမတွဲဒီမိန်းမလေကိုပြစ်သွားတာနဲ့ပဲတန့်တယ်မိချေဆိုတာလေကျမတို့ရဲ့ပြုစင်လို့နဲ့သမီးလေးရဲ့နာမည်ရှင်းခုပြောတဲ့မိချေဆိုတာလေကျမတို့မိသားစုကိုပျော်ခွင့်အောင်လုပ်တဲ့မိန်းမမကောင်းတဲ့မိန်းမ